အားလုံးပဲမင်္ဂလာပါဂျပန်ဘုသူတလေးတခုမျှဝေပေးပါမယ်။အိုရှိုကာツကာဇာရီလို့ခေါ်တဲ့ဒီနတ်ဖျားကိုကြိုတဲ့ခါဇာရီပစ္စည်းလေးပေါ့နော်။ဒီဟာလေးကိုအိမ်ကြီးရဲ့တကားပေါက်မှာအလှဆင်ကြတယ်။9ရက်နေ့ညပိုင်းမှာဒီခါဇာရီလေးကိုစွန့်ပစ်ကြတယ်ပေါ့နော်။ဘယ်လိုစွန့်ပစ်ရလဲ။အိမ်သားမှာရှိတဲ့ဂျင်ဂျာဖျားเจ้าမှာပဲသွားစွန့်တကယ်လို့ဂျင်ဂျာကိုသွားဖို့အဆင်မပြေဘူးဆိုလို့ရှိရင်အခုလိုမျိုးသတင်းစာဆက်ကူတွေကိုတင်းပြီးသွားလို့ရှိရင်စွန့်ပစ်တဲ့အခါမှာစားဖြူရတယ်။အဓိကစားဖြူဖို့ပေါ့နော်စားဖြူပြီးသွားလို့ရှိရင်သူအဲ့သတင်းစာဆက်ကူနဲ့ပတ်ကြတယ်ပတ်ပြီးတော့မှမိုးဝဲတုဂေါ်မီလို့ခေါ်တဲ့အမိုက်ပြည့်ရဲ့မှာအမိုက်စွန့်ပစ်တဲ့နေရာပေါ့နော်အဲ့နေရာမှာမိုးဝဲတုဂေါ်မီဟိမှာပြည့်ရတာဖြစ်ပါတယ်တေးသေးချာချာတခြားမိုက်တွေနဲ့မရောဘဲနဲ့တီးတန့်ကြွအိမ်နဲ့အခုလိုမျိုးသတင်းစာဆက်ကူနဲ့ပတ်ပြီးတော့စွန့်ပစ်ရတာပါဒါကတော့ဂျင်းကြမသွားပြစ်တဲ့လူတွေအတွက်စွန့်ပစ်နေပါဒီနှစ်မမီလိုက်လဲနောက်နှစ်မှာလုပ်လို့ရပါတယ်နတ်ဖျားကိုကြိုးဆိုတဲ့ပစ္စည်းလေးမို့လို့တယိုတသေးပြန်ပြီးစွန့်ပစ်တာမျိုးဖြစ်ပါတယ်အားလုံးပဲနှစ်သစ်မှာကန်တုကန်ကောင်းကြပါစေရှင်